လို့ကောင်းတာဒီကကျမတို့လေးတောင်းဆိုလို့ပူရီးယားကျုပ်ပဲငမြရေးစင်လေးလှုပ်ဆောင်မလို့ပါကျုပ်ချလုံးကိုယူနီပုတ်ပွက်ဆိုတဲ့နေရာမှာ9မိနစ်လောက်ပြုတ်လိုက်ပါတယ်ဒီဥကိုရီးယားမှာဆိုလို့ရှိရင်မာယက်ကလို့ခေါ်ပါတယ်နားစားပြီးတိုင်းထပ်စားခြင်းနေရာမို့လို့မာယက်လို့ပြောရပါမာယက်ရဲ့အဓိပ္ပာယ်ကကိုရီးယားမှာဆိုလို့ရှိရင်စီးလို့အဓိပ္ပာယ်ရပါတယ်ကောင်းတဲ့ပစ္စည်းရလည်းယူရှင်ပြီးလောရတာလည်းလွယ်ကူတာမို့လို့လိုက်လို့စားကြည့်ကြအောင်နော်။ဒါမင်းဒီရဲ့ကောင်းကြောင်းကိုတော့တော်များလည်းသိထားပြီးလောက်ပါပြီ။ကျမကကြက်သွန်ဖြူနေရာမှာကြက်သွန်ဖြူအမောင်သုံးထားတာမို့လို့အရေးထဲမှာကြက်သွန်ဖြူဖတ်တီပါမနေဘူးပေါ့နော်။ပုံမှန်တော့သူ့ကိုတညတိတ်ပြီးတော့မှနောက်နေ့မနက်မှစားကြရဲပေါ့နော်။ဒါကတော့ကျမဒီမှာနေကျမရဲ့ camera testing လုပ်ရင်းစပြထားတာလေးပါ။နောက်လည်းစားကောင်းတာလေးတင်ပြီးအောင်မှာမို့လို့ like and follow လုပ်ခဲ့ပြီးအောင်နော်